thế mà nếu như người này thế sao bậc gỗ của nên ngườiချင်းcủa nhà là biết lấy đi rồi lâu đằng là cái này ấy bậc gỗ của mình học không làအခုကနေကဖုံဖုံဖုံနေနေမှာညီဒီကလေးကိုပေးခြင်းနဲ့စိတ်ကိုဟိုဒီကလေးကြောင့်မလို့လုံငန်းလုံးမစားဘူးဒီကလေးနဲ့ဆိုရင်ငတ်မှလို့အဲ့လိုတွက်နေတာဟုတ်လားမဟုတ်ဘူးလားလို့အဲ့လိုမဟုတ်ဘူးလားကိုမဗျာသမီးမေတို့လည်းလောက်လောက်ပြီးပေးခြင်းဗျာကိုမွေးထားတဲ့သမီးတော်သူများပေးပြီးတော့မှကိုမွေးထားတဲ့အမေကိုတော့ငါပြောအမေဆိုတာလှုပ်ကြွေးကောင်းပါလေဒါပေမဲ့ကိုအစဉ်ပြောင်းရင်လုံးလေအဲ့အမေတို့ကိုငကိုတဲ့လှုပ်ကြွေးခဲ့နေဘာလို့အိမ်တော်မျိုးကဲဘာလို့အိမ်တော်မျိုးရလို့ခုမှဒီကလေးကိုနင်းအပြစ်လွှဲမချနဲ့လေအခုဒီကလေးကိုနင်းနင်းမျက်စုကရနင်းပကိုးလည်းမရောက်ဘူးနင်းငယ်ချင်းကိုဒါဟိုမွေးသားဖို့ဒီကလေးခေါ်သွားပြီးရောဆိုနင်းဟိုအသက်လူကြီးပေးလိုက်မယ်သဘောဟုတ်လားမလားဒီကလေးနင်းလည်းဟိုမရှိပြီးရောဟုတ်လားမိခင်စလီနင်းနဲ့မွေးကြတာမဟုတ်နင်းတို့ဟာဒီကလေးမှာဘာပြည့်ရှိဟုတ်လားကလေးမှာဘာပြည့်မှမရှိဘဲနဲ့နင်းဒီကလေးလောက်ကြီးလှည့်ပတ်ပြီးတော့အပြစ်ပုံချနေဟုတ်လားနော်စဉ်းစားကြည့်သမှာနင်တို့စိတ်ထဲမှာမိမသားတွေပဲမိခင်စိတ်လေးနည်းနည်းတော့မွေးကြည့်သမှာနင်းနဲ့ဆိုတာတွေအများကြီးရှိတယ်လောကမှာဟိုဒီကလေးနာမည်ပေးပြီလားနင်ဒါ19ရက်နေ့ကိုမြင်နေလဲခွဲပြည့်ဟုတ်လားကိုယ့်လက်ထဲမရှိပြီးရောဆိုညီပေးလိုက်မှာဟုတ်လားပေးလိုက်တဲ့ရှိလဲညီလက်ရောက်ဘူးလားမဟုတ်ဘူးဟုတ်လားတချို့ဒီမှာကလေးတွေကလေးစားထိုးယူရပဲရောင်းစားနေတယ်လည်းရှိတယ်ဟုတ်လားအဲ့တော့ဒီကလေးသမီးမိန်းကလေးပြည့်ယောက်ျားလေးလည်းမဟုတ်ဘူးဟုတ်လားကလေးမှာဘာပြည့်ရှိလဲနင်အခုကဒီကလေးကိုပေးချင်နေတာဒီကလေးကိုဒီကလေးကြောင့်မို့နင်ကိုဒုက္ခရောက်တယ်လို့ထင်နေတာအမှန်မဟုတ်ဘူးကလေးနဲ့ဘာမှမဆိုင်ဘူးညီတို့ပြုတ်ဝေးတာညီတို့အဲ့ယောက်ျားယူကြအိမ်တော်ပြုတ်ကြပြီးတော့ဒီကလေးကိုမွေးထားတာဟုတ်လားမိခင်စိတ်မရှိတာလားနင်ဟာ